အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးများရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့2012ခုနှစ်မိုဘိုင်းမြို့ရဲ့လမ်းမထက်မှာဖြစ်ပွားခဲ့တဲ့ယေရှုခရစ်တော်ရုပ်ထုခြေတော်ကနေရေးဆက်ကြစင်းတဲ့ဖြစ်ရဟာဘာသာရေးအစွန်ရောက်မှုရဲ့အမောင်တို့နဲ့သိပ္ပံပညာရဲ့အလင်းရောင်တို့ပြင်းထန်စွာပို့တိုက်မိခဲ့ကြတယ်။တမိုင်းဝင်အမဲဆက်တစ်ခုဖြစ်ပါတယ်။ဘုရားသခင်ရဲ့နမိတ်လက္ခဏာဆိုတဲ့ခေါင်းစဉ်အောက်မှာခရစ်ယာန်ဘာသာဝင်အစွန်ရောက်အချို့ဟာဝိညာဉ်ပိုင်းခြားနိုင်စွမ်းကင်းမဲ့စွာနဲ့စူပြုံရောက်ရှိလာခဲ့ကြပြီးရုပ်ထုခြေတော်ကစည်းကြလာတဲ့ရေစက်တွေကိုဖျားသခင်ရဲ့မြစ်တာတော်အဖြစ်တတ်မှတ်ကြကအလွတ်အရက်ခံယူတောက်တုံခဲ့ကြသလိုတချို့ဆိုရင်ယောဂဝေဒနာတွေပျောက်ကင်းဖို့အတွက်မြေပေါ်ကြားတဲ့အထီတောင်ရက်ယူခဲ့ကြတဲ့မြင်ကွင်းဟာတကယ်ကိုတုန်လှုပ်စရာကောင်းတဲ့အယူသီးမှုပြကွက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီလိုအသိဉာဏ်ကင်းမဲ့တဲ့လုပ်ရက်တွေကြောင့်ပြည်သူတွေရဲ့ကျန်းမာရေးအကြီးအကျယ်ထိခိုက်မှာကိုစိုးရိမ်ခဲ့တဲ့သိပ္ပံပညာရှင်ကတော့အဆိုပါနေရာကိုကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ပြီးဒါဟာဖျားသခင်ရဲ့ဖန်ဆင်းမှုမဟုတ်ဘဲအိမ်သာကလာတဲ့မိန်လာပိုက်လိုင်းတစ်ခုပိတ်ဆို့မှုကြောင့်ယိုစိမ့်လာတဲ့နေရန်ကတဆင့်စိမ့်ထွက်လာတဲ့သဘာဝဖြစ်စဉ်တသက်တာဖြစ်ကြောင်းနဲ့လူတွေအမျက်တနိုးတောက်သုံးနေကြတဲ့ရေဟာဘက်တီးရီးယားတွေပြည့်နှက်နေတဲ့အညစ်အကြေးရေတွေသာဖြစ်ကြောင်းရုပ်သံအစီအစဉ်တစ်ခုမှာအထောက်အထားခိုင်ခိုင်လုံလုံနဲ့ရဲရဲဝံ့ဝံ့ချပြခဲ့ပါတယ်။ဒါပေမဲ့အမှန်တရားကိုလက်ခံဖို့ထက်မိမိတို့ရဲ့လွဲမှားတဲ့ယုံကြည်မှုသာအသက်ထက်တန်ဖိုးထားတဲ့အစွန်ရောက်ဘာသာရေးအဖွဲ့အစည်းတချို့ဟာသိပ္ပံပညာရှင်ရဲ့စေတနာကိုဘာသာရေးစော်ကားမှုအဖြစ်ပြောင်းပြန်အတိတ်ပဲဖွင့်ဆိုခဲ့ကြပြီးသူကိုလူသက်သမားတယောက်လိုသဘောထားကအမှုပေါင်းများစွာနဲ့တရားစွဲဆိုခြင်းအသက်အန္တရာယ်ချင်းချောက်ခြင်းနဲ့လူမှုရေးအရာဖိနှိပ်ခြင်းတွေကိုနီလန်မျိုးစုံနဲ့ပြုလုပ်ခဲ့ကြပါတယ်။ဒီဖြစ်ရဟာစင်ကျင်တုံတရားထက်အစုံရောက်ယုံကြည်မှုကပုံမအားကောင်းနေတဲ့လူအဖွဲ့အစည်းကြားမှာအမှန်တရားကိုဖော်ထုတ်သူတယောက်ဟာဘလောက်အထိအထီးကျန်ပြီးအန္တရာယ်များသလဲဆိုတာကိုသက်သေပြလိုက်တာဖြစ်ပြီးစနေတယောက်ဟာအခုတည်းထိမိမိရဲ့ဇာတိမြေကိုပြန်မနေနိုင်ပေဥရောပမှာပြည်ပနေတဲ့တင်တယ်လို့ခိုးလုံနေရဆဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တယောက်အနေနဲ့လူသားမျိုးနွယ်ရဲ့ကျမ်းမာရေးနဲ့အသိဉာဏ်ပွင့်လင်းရေးအတွက်အမှန်တရားကိုပြောခဲ့ပေမဲ့အစိုးရသူတွေရဲ့ရန်ညှိုးကြောင့်မိသားစုလှုပ်ဖော်ကိုင်ပတ်နဲ့နေရက်ကိုစွန့်ခွာခဲ့ရတဲ့စနေရဲ့ဖြစ်ရဟာယုံကြည်မှုနဲ့အသိဉာဏ်ကြားကအားပြိုင်ဖို့မှာအင်မတန်ကြီးမားတဲ့ပေးဆက်မှုတစ်ခုအဖြစ်ကမ္ဘာသမိုင်းမှာကျန်ရစ်နေအောင်မှာဖြစ်ပါတယ်။